ခုနှစ်မိုးရာသီအကျစောနိုင်ပြီးမိုးကောင်းနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု2025ခုနှစ်မိုးရာသီအကျစောနိုင်တယ်လို့မိုးကာလအတွင်းမှာလဲမိုးရွာသွန်းမှုများပြားနိုင်ကမိုးကောင်းနိုင်တယ်လို့မိုးလေဝသပြင်ပပညာရှင်ဦးဝင်းနိုင်ကသုံးသပ်ထားပါတယ်။မြန်မာနိုင်ငံရဲ့2025ခုနှစ်မိုးရာသီကာလမှာမိုးကြိုကာလကဧပြီလ16ရက်ကနေမေလ15ရက်မိုးဦးကာလကတော့မေလ16ရက်ကနေဇွန်လ30ရက်အထိရှိတယ်လို့ဆိုပါတယ်။မိုးလေကတော့ဇူလိုင်လ3ရက်ကနေဩဂုတ်လ31ရက်အထိနဲ့မိုးနှောင်းကာလကတော့စက်တင်ဘာလ3ရက်ကနေအောက်တိုဘာလ10ရက်အထိမိုးလွန်ကာလကတော့အောက်တိုဘာလ17ရက်ကနေနိုဝင်ဘာလ30ရက်အထိရှိတယ်လို့သိရပါတယ်။ဒေသအလိုက်ကြိုတင်ခန့်မှန်းချက်တွေအရမိုးကြိုကာလအတွင်းမှာရခိုင်မကွေးတိုင်းအထက်ပိုင်းချင်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနှစ်စဉ်ရွာသွန်းမြဲခန့်နဲ့နှစ်စဉ်ရွာသွန်းမြဲအောက်အထိရွာနယ်ရွာသွန်းနိုင်သလိုကြံပြည်နယ်တိုင်းဒေသအလုံးမှာနှစ်စဉ်ရွာသွန်းမြဲအထက်မိုးပုံမိုးရွာသွန်းနိုင်ပြီးမိုးကောင်းနိုင်တာကိုတွေ့ရသေးလို့ဆိုပါတယ်။မိုးကာလအတွင်းကြားရောက်မဲ့မေလအတွင်းမှာတော့နှစ်စဉ်ရွာသွန်းမြတ်အထက်မိုးပုံမိုးရွာသွန်းနိုင်မဲ့ဒေသတွေအနက်မွန်ကရင်ရန်ကုန်ပဲခူးအေရဝတီရခိုင်ကယားရှမ်းမကွေးတိုင်းတောင်ပိုင်းနေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းတို့မှာနှစ်စဉ်ရွာသွန်းမြတ်မိုးရေချိန်အထက်20မီလီမီတာမှ40မီလီမီတာအထိတလက်မနီးပါးမှတလက်မခွဲကျော်အထိမိုးရေချိန်ပုံမိုးရွာသွန်းနိုင်တယ်လို့သိရပါတယ်။မိုးကာလအတွင်းကြားရောက်တဲ့ကျွန်းလအတွင်းနဲ့မိုးလေကာလကျွန်းလိုက်ဩဂုတ်လအတွင်းချင်းပြည်နယ်စကိုင်းနယ်မန္တလေးတိုင်းတို့မှာရွာသွန်းမြဲအထက်20မီလီမီတာတလက်မနီးပါးခန့်အထိမိုးပုံမိုးရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်တောင်ပိုင်းမကွေးတိုင်းတောင်ပိုင်းပဲခူးတိုင်းအေရဝတီတိုင်းမွန်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာရွာသွန်းမြဲအောင်20မီလီမီတာခန့်အထိတလက်မနီးပါးခန့်အထိမိုးရွာနယ်ရွာသွန်းနိုင်တယ်လို့သိရပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်းဒေသတွေမှာတော့ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အတိုင်းသာမိုးရွာသွန်းနိုင်မဲ့အခြေအနေရှိနေတာကိုတွေ့ရတဲ့လို့ဆိုပါတယ်။ဒါကြောင့်မိုးကြိုကာလနဲ့မိုးဦးတွေမှာများသောအားဖြင့်မြန်မာနိုင်ငံအရရက်မှာမိုးရွာသွန်းနိုင်မဲ့အခြေအနေဟာနှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက်မိုးပုံမိုးရွာသွန်းနိုင်ဖွယ်ရှိသလိုမိုးကြိုနဲ့မိုးဦးကာလအတွင်းမိုးကောင်းနိုင်မယ်လို့ခန့်မှန်းထားတယ်လို့သိရပါတယ်ရှင်။